ထားတဲ့အခန်းရှိမှာအခန်းလေးကပေါင်းမှာရှိအခန်းလေးကဖွင့်လာပါတယ်အဲဒီမှာဆိုလည်းဒီတိုင်းရှိတဲ့အတွက်ဒီဆက်ကောင်းတဲ့အခန်းလေးရောက်လာရှိပါတယ်ဒီမှာဆိုရင်ကပိနတ်တွေကိုလည်းထည့်စီပေးထားပါတယ်ဆိုပါစတီထိုင်လို့လည်းရတယ်ဒီမှာဆိုထိုင်ဖို့ပါဆိုပါလေးလုပ်ပေးထားတယ်နော်ဆောင်းလမ်းလေးနဲ့တော်လေးကိုကျဲအောင်ပါနော်ဆောင်းလမ်းပေါ်မှာဆိုရင်စီမင်းမျိုးဆိုလဲဒီကနန်းလေးနဲ့လှပေါ်ပေးထားတယ်ဒါလည်းအခန်းလေးပါဒီမှာတို့ရတဲ့အခန်းလေးပါရှင်းတွေ့ရတဲ့ခန်းလေးပါခန်းလေးကိုဝင်ကြည့်မှဆိုရင်ဒီမှာမှန်လေးကိုချက်ပါအောင်ပါတယ်ဒါလည်းရပြရတဲ့ခန်းလေးပါကျွန်တော်ဒီကျေဝင်ရှိပါရှင်အောက်မှာဆိုရင်ကျွေးပြားတွေကိုပတ်လက်ပြီးခင်းအောင်ပြပါရှင်ကျွေးပြားလေးကလည်းကျေပါတယ်အဲ့တော့အိမ်တော့ဘိုင်းနဲ့တော့ပြထားနော်ခင်းရညောင်းတာပြီးတော့ဝင်ရှိတဲ့ခန်းလေးပါအဲဒီကြလေးဝင်ပြရပါမယ်ရှင်ဒီခန်းလေးကတော့ business မိသားကြပြီးကိုယ်ကနေတော့ပေါ်တဲ့ခန်းလေးပါရှင်ဒီခန်းလေးဝင်စနေဆိုတော့ကျမတို့ရဲ့ memory estate တော့ဆက်တဲ့ဆုံးလို့ပြနေပါရှင်ပုံမှန်ကတော့တန်ညာကိုရှင်းရှင်းချလေး